Do not pia sugar hay se po Twin piete nita Jesus shila Manikaga chin twi Chigu The Mudia Nuela Ochi The Mudia Nuela Yakuwa de Gay Bemono She's a town Sweet Berida, we saw the sweet you. Say you do, Tava Mingala, Ozzy Dine, Treat your Nyanga, the Bienuma, wake you are, but when you cook you jare, Mingalaka, Ozzy Joe, Sutan, Don Patana. Mingala kanyang apang jadi dizongza Maunimi nang kwe cima Minila shiniya pema Mingala Kadini Hitui Dansa Naire Shwina Puza Mingala Kadini Hitui Dansa Naire Shwina Puza Sweet Jantissa, Matwina, Chima, Shigaba, Pimakwa, Nitia, Makawa, Sweet Jantissa, Matwina, Chima, Pimakwa, Nitia, Shigaba, Makawa, Nita, Miala, Dunapia. Chẳng yi dễ bóng hết bù bàn lá Em bố nè gà yê na Đi đâu xe gô na Đâu rết trong nhé bên lê Sẽ chế tố đi khá Mình là cả nhau Bóng chế bì đi dâu ra Bóng đi mê Chima Minela Shwininya
တနာမင်္ဂလာတို့သားနဲ့မင်္ဂလာတို့သမီးတို့မှာကြောက်ရွံ့အားပေးချင်းမြတ်တော်မူကြတဲ့ဂုဏ်ကြီးရှိသူကြီးမင်းများနဲ့တကွာမင်းဖြစ်တဲ့အပေါင်းတို့အားရုပ်တည်လီမြတ်စွာဂါရဝပြုပြီးဤနေရာမင်္ဂလာမုံမှာထိုင်နိုင်ကြပါပြီခင်ဗျာဆူလျာရပတ်မင်္ဂလာအခမ်းအနားမှာမင်္ဂလာသဘင်နာယကကြီးများအဖြစ်ဆောင်ရွက်ပေးမဲ့သူများတော့ဦးရဲအောင်နဲ့ဒေါ်မီတန်းနုတို့ပဲဖြစ်ပါတယ်ခင်ဗျာတို့ပါ၍ဦးရဲအောင်နဲ့ဒေါ်မီတန်းနုတို့အားမင်္ဂလာဆင်မြင့်မော်သူနေရာယူပေးပါရန်ဂါရဝတရားနိဝတရားရှိထားပြီးလေးစားစွာဖိတ်ကြားအပ်ပါတယ်ခင်ဗျာဆက်လက်ပြီးမင်္ဂလာမောင်နှံစုံတို့မှအနန္တောအနန္တ၅ပါးအားကြော့မှာဖြစ်ပါတယ်ခင်ဗျာဂုဏ်တော်ကိုးပါးအနန္တနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်အားရှိခိုးကြော့ပါ၏ဘုရားရှိခိုးပါ၏ဖျားဓမ္မခန္ဓာပေါင်း8400အတူဆောင်ဓမ္မတရားတော်မြတ်ကိုရှိခိုးပါ၏ဖျားရှိခိုးပါ၏ဖျားတန်ခံတန်ဃာတော်အရှင်မြတ်တို့အားလက်ဆက်ပြားထိမ့်မှငို၍ရှိခိုးကြော့ပါ၏ဖျားရှိခိုးပါ၏ဖျားရှိခိုးပါ၏ဖျားမြေမိုးတော်မကနန္ဒဂုံရင်ရှိကြသောမိခင်ဖခင်တို့အားရှိခိုးကြော့ပါ၏ဖျားမြေမိုးတော်မကအနန္တကောင်းအေးမိခင်ထားခင်တို့အားရှိခိုးပါ၏ဖျားရှိခိုးပါ၏ဖျားရေစင်တောင်ကြီးကလေးကဘွားကစားတင်းစရာမြင်းစရာကြားစရာများအားလုံးအားရှိခိုးကြော့ပါ၏ဗျာ
ရှားဆရာအများပညာများကိုလာညပြသောကရုဏာတရားထားတဲ့စေတနာဝိဖြာဆရာသခင်ကျေးဇူးရှင်တို့အားရှိခိုးပါဤဖယားရှိခိုးပါဤဖယားဆုလျာရပတ်ခြင်းဆိုဒီမှာကအေးတူပူမြရာသက်ပံလက်တွဲသွားကြမည်ဟူသောအဓိပ္ပာယ်ဖြင့်မင်္ဂလာတို့သမီးဤလက်ရပဲလက်ဖွားကိုဖြန့်ကာမင်္ဂလာတို့သားဤလက်ရလက်ဖွားကိုအပေါ်ကတင်းစီပြီးလျင်ဖြူစင်တန့်ရှင်းသောဆုလျာတစ်ပတ်ဖြင့်လက်ဖွားနှစ်ခုကိုရစ်ပတ်ခြင်းဖြင့်ဆုလျာရစ်ပတ်၍ထိမ်းများခြင်းဟုခေါ်ဆိုပါတယ်ခင်ဗျာမင်္ဂလာမောင်နှံစွန်းတို့ဤရွှေနှပြကဟေးသားကဲ့သို့မကွဲမပြားတသားတည်းတည်စီခြင်းကလက်ထပ်ထားသောဆုတရားလက်အစုံပေါ်သို့တန့်စင်သောရေဖြင့်သွန်းလောင်းခြင်းအားအတိတ်ကောင်းနမိတ်ကောင်းယူ၍အောင်ပိတ်သိပ်သွန်းလောင်းခြင်းဟုသတ်မှတ်ကြပါရခင်ဗျာဆက်လက်ပြီးမင်္ဂလာမောင်မေတို့ကိုမင်္ဂလာအောင်စပယ်ပန်းကုန်းများချီးမြှင့်ပြီးမင်္ဂလာလက်စွပ်များချီးမြှင့်ပေးမယ်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာချွဲရအားပေးချီးမြှင့်ကြပါတော့မင်္ဂလာမင်းပြည့်တဲ့အပေါင်းတို့မှအောင်မြင်ခြင်းအထိတ်မှန်အနေနဲ့ထုတိဩဝါမင်္ဂလာလက်ခုပ်တံများဖြင့်ချီးမြှင့်ပေးပါရန်လေးစားစွာမေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာယနေ့ကျင်းပတဲ့ဆုလျာရပတ်မင်္ဂလာပွဲကြီးဟာအောင်ရအောင်မှုအောင်ကြောင်းပြု၍အောင်မြင်ခြင်းမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံပါပြီခင်ဗျာမင်္ဂလာဇနီးမောင်နှံတို့အိုအောင်မင်းအောင်ပေါင်းကြရပါစေလို့ဆုတောင်းမြတ်တာပို့ရင်ဤမင်္ဂလာပွဲကြီးဖြစ်မြောက်အောင်အဖက်ဖက်မှဝိုင်းဝန်းကူညီအားပေးကြတဲ့ဆွေမျိုးမိခင်ခါအပေါင်းတို့နဲ့နှစ်ပတ်သောမိဘများကိုစားမင်္ဂလာမောင်နှံကိုစားအထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်းနဲ့စားပွဲတောက်ပွဲများကိုစားတော့ရင်ရွှေဘုံတော်တိုးပါလို့ဆိုတဲ့သင်းနဲ့အတူရွှေဘုံတော်တူပြီးဝေမိုးရီရွာပါသည်ခင်ဗျာ